အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်နဲ့တူမာနာမာနီဆိုတဲ့စာအုပ်ထက်ကသင်ခန်းစာလေးတွေအတူဖတ်ကြည့်ကြရအောင်ဘာတွေပါလဲဆိုတော့စာမျက်နှာထဲမှာကျွန်တော်နဲ့တူဖတ်ကြည့်ကြမယ်နော်โอเคဒါကတော့စာမျက်နှာနံပါတ်1ပဲဖြစ်ပါတယ်ဘာတွေပါလဲဆိုတော့ကျွန်တော်နဲ့တူဖတ်ကြည့်မယ်မောအာမာနောအီနီမာနီမောအာမာနောအီနီမာနီမောအီမီတောအာတာမာနီမီတာကောအာကာမောအီမီတောအာတာကာမီတာအောအာမောအီမီတောအာတာအာမီတာတောအာတာမောအာမာနောအာနာတာမာနာမောအီမီဒောအီဒီတောအီတီမီဒီတီတောအာတာဒောအီဒီနောအာနာဒောအီဒီတာဒီနာဒီမောအာမာနောအီနီမာနီမောအီမီတောအာတာမာနီမီတာတောအာတာမောအီမီနောအာနာတာမီနာကောအာကာမောအာမာနောအာနာကာမာနာတောအာတာမောအာမာနောအာနာတာမာနာတောအာတာမောအီမီနောအာနာဒောအီဒီတာမီနာဒီအောအာမောအာမာနောအာနာအာမာနာဆိုတော့စာမျက်နှာတက်မှာပါတဲ့စာလေးကတော့ဒီလောက်ပါပဲနောက်ထပ်ကျွန်တော်တို့စာမျက်နှာနဲ့မှာပြန်တွေ့ကြမှာတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ